gain တွေဆွဲလာရင်ဘာဖြစ်လဲဆိုတော့ကျမတို့ attention span ဆိုတာကျလာတယ် attention span ဆိုတာအာယုံစူးစိုက်နိုင်စွမ်းကိုပြောတာဥပမာကျမတို့ဒီစာတစ်ပုဒ်ကိုဖတ်ရင်ကျမတို့အာယုံစိုက်ပြီးတော့ဖတ်ရတယ်အဲကြောင့်ကျမတို့ attention span က normal ဖြစ်နေတဲ့အချိန်ကောင်းနေတဲ့အချိန်ဆိုရင်ကျမတို့စာကိုကောင်းကောင်းလေးစူးစိုက်ပြီးတော့အာယုံစိုက်ပြီးတော့ကျမတို့ဖတ်နိုင်တယ်ဒါပေမဲ့ attention span ကျလာရင်လူကစိတ်တူလွယ်တာတွေเนาะဒေါသထွက်လွယ်တာတွေဒီစိတ်ဆက်တာပေါ့เนาะစိတ်တွေဆက်လာတာဒီစာတွေရှည်လာရင်ကျမတို့မဖတ်ကျင်တော့တာမျိုးဒါတွေကကလေးတွေမှာဖြစ်နေတာမဟုတ်ဒီနောက်ပိုင်းလူကြီးတွေလည်းဖြစ်လာတယ်စာရှည်ကြီးတွေဆိုရင်ကျမတို့မဖတ်ကျင်တော့ဘူးဒါကဘာကိုပြလဲဆိုရင် attention span ကျလာတာကိုပြတာเนาะဆိုတော့ကလေးတွေရဲ့ဒီအာယုံစူးစိုက်နိုင်စွမ်းကကျလာရင်ဒီ academic ဘိုင်းမှာတွားထိခိုက်တယ်เนาะပညာရေးဘိုင်းပေါ့ပညာရေးဘိုင်းမှာတွားထိခိုက်တယ်အဲဒါကြောင့် gain တွေ gain တွေဆွဲတာများတော့ကျမတို့ attention span တွေကျလာတယ်ခါကြကလေးတွေကစိတ်တွေကျွတ်ဆက်လွယ်လာတယ်ဒေါသထွက်လွယ်လာတယ်ပြီးတော့ဒီစာပိုင်းတွေမှာဆိုရင်လည်းအာယုံမစူးစိုက်နိုင်တော့ဘူးเนาะဆရာဆရာမတွေအရှိမတင်ရင်လည်းဟိုကောင်းကောင်းအာယုံမစိုက်နိုင်ဘူးသူဟာသူလှုပ်ချင်ရလှုပ်နေတယ်เนาะဆိုတော့စိတ်ကနာမငြိမ်တာတွေကအစားဖြစ်လာတယ်ပေါ့เนาะဆိုတော့ဒီ gain ဆွဲပြီးတော့ attention span ကျလာတဲ့ပြဿနာကလည်းမြန်မာပြည်ကျောင်းသူကျောင်းသားတွေမှာအရန်ကိုမှကြီးထွားလာနေပါတယ်